မောင်လေးဖွဲယူတဲ့နေ့မှာတိလိုက်ရတဲ့အမှန်တရားတချို့အမေကျမနဲ့မောင်လေးကိုပူချစ်တာနော်ကျမ4-5တန်းကနေကနေစပြီး10တန်းထိအိမ်လုတ်တဲ့ချက်ပြုတ်လျှော်ဖို့တန်ရှင်းရေးအကုန်ကူလုပ်ခဲ့ရတာနော်သူများတွေ10တန်းကိုအဆောင်သွားနေတော့လေကျမပလာတာရရင်10တန်းဆောင်မဝယ်ဖြည့်လိုက်ရတာ10တန်းအောင်သွားတော့လေတက္ကသိုလ်ဖက်စီယာမှာကျောင်းက9နာရီ10နာရီကျူတိုရီရဲ့ရှိတယ်ဆိုတဲ့နေ့ဆိုရင်ခွန်ဝဲကိုဆိုင်ကန်နဲ့လွတ်တယ်ဖြစ်ချင်တော့ကျမကကျောင်းကဖက်စီယာနဲ့တက်ကြီးကကျမတို့ကမနက်ခင်းပိုင်းစက္ကန့်ကြီးကနေလေပိုင်းအဲ့ဒါကျမမှာရီးစားရှာချိန်မရခဲ့လိုက်နော်အမေရလေအမေနော်အခုကျတော့မောင်လေးကဘွဲယူတော့သူ့မိန်းမသေးနဲ့တူတက်တယ်ကျမဘွဲယူတော့တယောက်တည်းလေကျမဘယ်သူမှမရှိလိုက်ဘူးရီးစားတော့ဖြောင်းအောင်မထားလိုက်ရအောင်အဲ့တော့ကျမကျောင်းတက်တော့ဖက်စီယာတော့လည်းအဲ့လိုပဲဘလာတာရင်ကြောင်တက်ရတယ်စက္ကန့်ကြီးကကျတော့ဘလာတာရိုက်ပြီးတော့နေလေကင်းကျမတက်ရတာ12နာရီမှတက်ရတာဖြစ်တဲ့အတွက်ထမင်းမှချက်ရသေးရဲ့နော်ကျောင်းကပြန်လာရင်ညနေ4နာရီကျောင်းဆင်းလာတယ်အိမ်ကို4နာရီခွဲကိုကွက်တီရောက်ရတာရောက်တော့အဲ့မှာဘာဖြစ်လဲဆိုတော့ဘယ်လိုပြောမလဲအိမ်မှာဆေးရကြောရမှာဆိုတော့မိအောင်ပြန်လာတာမလာနိုင်လဲရိုက်ခံရမှာရှင်နော်အဲ့တော့အမေပြောတော့ငါသမီးကိုချစ်လိုက်တာတဲ့သူ့သားကိုချစ်တာသူ့သားကြတော့ထားလိုက်တဲ့သင်တန်း NCCI တွေရောကွန်ပျူတာတွေရောနော် level 3တွေရောဗါတွေရောသူ့သားပြီးကိုတော့ကကွန်ပျူတာ basic လေးတက်ချင်လို့သူ့မှာဒူးတုတ်ပြီးတော့ပြောရတာနော် speaking လေးတက်ချင်လို့ပါမတက်နဲ့နော်ကွန်ပျူတာသင်တန်းလေးတက်ချင်လို့ပါမတက်နဲ့ညီရတဲ့ညီကငါတို့ထားသွားမှာပေါ့တဲ့နော်အမေမတရားတာအဲ့လိုအမေတွေကသားတွေကိုပို့ချစ်တယ်ဆိုတော့သိမှန်တာပဲမယ်နော်ကိုရီចောင်းတက်လို့ဝတ်စားဝယ်ခြင်းလို့ចောင်းမုံမိုးက1000စီဘိုးက1000 2000ပဲပေးရတဲ့နေ့ကိုရီចောင်းတက်လို့ဝတ်စားဝယ်ခြင်းလို့မင်းအင်ကြီးလေးဝယ်ခြင်းလို့ပတ်စံလေးပေးပါအောင်ဆိုမပေးဘူးညီចောင်းမုံမိုးတွေကညီစုဝဲတဲ့သူ့ចောင်းမုံမိုးကမြေမုံတစ်ခါစားမရှိနော်အဲ့လိုခုသူသားတွေကြတော့ပေးတယ်တော့ចောင်းမုံမိုးကားနဲ့ចောင်းတက်ခိုင်းတာတော့ចောင်းကိုသိလားကိုရီကြတော့စူပါကတ်နဲ့ចောင်းတက်ရတာနော်ကွာတယ်နော်အမေကလေအမေရဲ့စိတ်သက်တွေကိုအခုချိန်မှာကွက်ကွင်းမြင်လိုက်ရတယ်သိလားတကယ်အမေကလေတကယ်စိတ်မကောင်းအမေအကျင့်ရောက်တာနော်အခုဗါတဲ့နေရတဲ့အမကြီးတော့အမိရတဲ့ကိုမောင်လေးကိုလှုပ်ပေးလိုက်တယ်ကိုတော့ကကြတော့ဘာမှလှုပ်မပေးဘဲနဲ့ကိုကြဒီလူကြမှာကိုမောင်လေးကိုလှုပ်ပေးလိုက်တယ်အမေရဲ့အမေမတရားလိုက်တာခုထိကိုပဲနော်ပြောရမယ်သမီးလေးကိုချစ်တယ်သူသားလောက်မချစ်ပါဘူး